ကျောင်းအသစ်မှာပထမဆုံးရက်မှာကျမချင်းကပ်ရခတ်တဲ့လူမျိုးဟန်ဆောင်ခဲ့တယ်ရလက်အနေနဲ့အတန်းဖော်တွေဘသူမှကျမနဲ့စကားပြောဖို့ရဲမခဲ့ကြဘူးစာရွက်စာတမ်းလုပ်ငန်းတွေကင်တွယ်ရင်းအတန်းပြီးအခန်းထဲပြန်ရောက်လာတယ်အံ့အားသင့်စရာကောင်းတာကအတွင်းကောင်လေးတယောက်တည်းကြံရစ်နေတာရှုပ်ထွေးနေလို့ရှောက်သွားပြီးစကားပြောဖို့စူးစမ်းခဲ့တယ်ဒါပေမဲ့ဘာမေးသူဘယ်တော့မှမတုံ့ပြန်ခဲ့ဘူးတခုခုရှာနေုံပဲရည်ရွယ်ချက်ရှိကျမကိုလစ်လူရှုနေတယ်လို့ထင်ပြီးဒေါသထွက်တော့မလို့အဲ့အချိန်မှာအတန်းဖော်တယောက်ရုတ်တရက်ပေါ်လာပြီးကျမကိုခေါ်ထုတ်သွားတယ်။အဲ့ချိန်မှကောင်လေးစကားမပြောနိုင်ဘူးဆိုတာသိလိုက်ရတယ်။သူဖုန်းကနေအမြဲဆက်သွယ်တဲ့အကြောင်းအတွက်ကျမရွေးချက်ရှိကော်ဖီဆိုင်တစ်ဆိုင်ကိုသွားခဲ့တယ်။ရင်မွေးအေးတစ်ချက်လောက်မြင်ကျင်ခဲ့တာပဲ။ဒါပေမဲ့အခုကြီးပြင်းလာပြီဖြစ်လို့သူကျမကိုလုံးဝမမှတ်မိတော့ဘူး။သူပျော်ရွှင်တဲ့မိသားစုတစ်ခုရှိနေတာကိုမြင်လိုက်ရတော့မနှောက်ယှက်တော့ဘူး။ဆုံးဖြတ်လိုက်တယ်။ကော်ဖီဆိုင်ကနေထွက်လာပြီးစိတ်ပြက်စရာနဲ့အိမ်ပြန်လျှောက်လာခဲ့တယ်ကောင်လေကျမနောက်ကလိုက်လာနေတာကျမမသတိထားမိခဲ့ဘူးလက်လေကားရောက်တော့သူ့အထက်မှာဆင်းသွားတယ်ကျမအမိုးပေါ်ခလုံးနှိပ်လိုက်တယ်စိတ်တက်ကြနေလို့အပေါ်တက်ပြီးစိတ်အေးအောင်လှုပ်ချင်ခဲ့တယ်ကောင်လေးတစ်ခုခုခံစားမိသွားပုံရတယ်ချက်ချင်းအပေါ်တက်လာခဲ့တယ်လေထဲမှာတိတ်ဆိတ်စွာရက်နေချိန်ကောင်လေးရုတ်တရက်ပေါ်လာပြီးကျမကိုဆွဲခေါ်လိုက်တယ်သူရုတ်တရက်ပေါ်လာတာကကျမကိုလုံးဝအံ့အားသင့်သွားစေခဲ့တယ်မတုံ့ပြန်သေးခင်သူတကယ်ပဲစကားပြောလိုက်တယ်သူအခြေအနေနားလည်မနေမှန်းသိလိုက်တော့ကျမစိတ်မကောင်းဖြစ်နေုံပဲလို့ရှင်းပြလိုက်တယ်ပြီးတော့သူ့ကိုတခြားသူတွေကိစ္စမှာမဝင်ပါနဲ့လို့ပြောလိုက်တယ်အဲ့လိုပြောပြီးလှည့်ထွက်သွားခဲ့တယ်ဒါပေမဲ့အဲ့နေ့ကစပြီးကျမဘယ်သွားသူနဲ့ဆက်တွေ့နေရတယ်သူအမြဲကျမနောက်ကလိုက်နေတယ်လို့ရှိနေတယ်သူဘာရေးနေမှန်းသိလိုက်တော့ကျမတိတ်ကယူမဆိုင်တော့ဘူးနေ့လယ်စာအချိန်မှာကျမပုံမှန်အတိုင်းတယောက်တည်းစားနေခဲ့တယ်ကောင်လေးဘာမှမပြောဘဲကျမရှိထိုင်လိုက်တယ်အခြားចောင်းသားတွေမြင်လိုက်တော့သူတို့လည်းပါလာကြတယ်သူ့လို့ရဲ့ကြောင့်အနီးနားကမိန်းကလေးတယောက်မနာလို့ဖြစ်သွားတယ်သူမရဲ့စကားတွေကြားပြီးကျမပြန်ပြောလိုက်ပြီးထွက်သွားခဲ့တယ်အတန်းပြီးအဲ့မိန်းကလေးနဲ့ထပ်တွေ့ခဲ့တယ်အဲ့ချိန်မှသူမအမှန်တရားကိုပြောပြတယ်ကျမကောင်လေးရဲ့ကွယ်လွန်သွားတဲ့ညီမလေးနဲ့အရန်စင်တူနေတယ်လို့ကျမသူ့ကိုနားလည်မနေမှန်းသိလိုက်တော့ချက်ချင်းအစာပြေအစားအစာအများကြီးဝယ်ပြီးသူ့ကိုရှာဖို့သွားခဲ့တယ်သူနဲ့အခြားသူတွေကျမကိုရုတ်တရက်ပေါ်လာတာကိုမြင်လိုက်တာနဲ့အားလုံးတုန်နေကြတယ်